啊，多比嘿，这里搂搂面了。哦，我当你有骗，有戏了这。BT 爷，BT 爷，你来打我呀！咦，我啦，ဘာပဲကိုကြီး လောက်ကြ ကြွ မေလတရက်နေ့ဖြစ်ပါတယ်။အညာမီရဲ့နနက်ခင်းဟာမိုးသားတိမ်လိမ်များအပြည့်ဖြင့်ပြာရီရွဝိုင်းလေးရဲ့အေးအေးချမ်းချမ်းရှိလာပါတယ်။အညာရဲ့မြင်ကွင်းတွေဟာလွမ်းမိုးစရာတစုံတရာကိုတတိယဖွယ်ရာအငွေအသက်တွေနဲ့အပြည့်ပါပဲ။အညာမီကိုနင်းပြီးအညာလေးကိုရှူအညာရည်ကိုတောက်ပြီးအညာလက်ရအစားတောက်တွေကိုမစားတော့ခဲ့ရတာဆယ်စုနှစ်တဝက်ခန့်ကြာခဲ့ပါပြီ။အညာမြေမှာအဲဝတ်ကြေလာတဲ့စပိန်သမားကြီးကိုလာဝင်းကကျွန်တော်တို့ကိုဒီနေ့မှာတော့လူလေသေးမရှိအခန့်ကျွေးမွေးခဲ့ပါတယ်။အညာမြေမှာအမတ်တမဲ့ခင်မင်ခွင့်ရခဲ့တဲ့ကိုလာဝင်းကကျွန်တော်တို့ကိုမြို့အထွက်အထိလိုက်ပါပူဆောင်ပေးခဲ့ပါတယ်။ ဘယ်လိုရောက်လဲဟုတ်ကဲ့ ဟုတ်ကဲ့အဲ့တော့ပြီကလေး ဟုတ်ပြီ ထနှောင်းမင်းကြီးတွေဖွေးလို့မြို့အဝင်ထွက်ဇရက်ကြီးတွေနားနေဆောင်ကြီးတွေဇရက်ကြီးမှာခီးတထောက်ဝင်နားနေကြတဲ့အညာသူအညာသားတွေလမ်းတစ်လျှောက်ဘင်ညာနှစ်ဖက်မှာလူနှစ်ယောက်ဖက်စာရှိတဲ့တမာပင်ကြီးတွေလူနှစ်ရက်စာတမာပင်ပုပ်ပုကလေးတွေအပင်ပေါ်ကိုမှုတ်ကြည့်လိုက်ရင်ပက်လက်လှန်လဲသွားနိုင်တဲ့ကိုကိုပင်ကြီးတွေရွက်နုတွေဝေးနေတဲ့မကြီးပင်တန်းကြီးတွေဟာအညာရဲ့လွမ်းမောဖွယ်ရာတင်ကေတတွေပဲဖြစ်ပါတယ် တောင်းပေါ်မရောက်တဲ့မြေပြမှာလည်းလေကတလောက်တိုးနေရတာ အညာလေးလေးကိုကြိုက်တယ်မလားဘယ်တော့မှတော့ ဒီရောက်ပါဗျာ ဘယ်မှာတော့ရောက်မှာတော့ ဟုတ်တာဒီညောင်း တင်းညောင်းမကြောက်ဘူးဘယ်နားမှာ ခင်ဗျာဘယ်လိုမှလဲ အင်းလေး မရတာလား ရန်ကုန်ပါဗျစီး မေတ္တာသဘောဆိုတာရဲ့ဒီတိုင်းလေးစံတမျှနဲ့စိတ်စင်ရိုင်းမှုမြင်တကယ်မြင်ကြရတဲ့အဖြစ်ရဲ့ BT ကျွန်တော်ရဲ့ BT မာ လေး စင်ပွဲချစ်ချင်းပြည့်တုံးမြတ်တာဖလဲလောကလူဘဝမယ် စားလိုက်တယ်စားမယ်လေ စံတမျှနဲ့စိတ်စင်ရိုင်းမှုမြင်တကယ်မြင်ကြရတဲ့အဖြစ်ရဲ့ဘုဒ္ဓမာအစဉ်ပွဲ ဒီနေ့ရာသီဥတုကတော့ PT လေးကိုမျက်နှာသာပေးပါတယ်ခင်ဗျာကိုလေးပါ ဘာမြေဝဲတော်တွေရဲ့ရာတွေဖဲကြမ်းပါ ဟာတူသားမယ်လားတူသားမယ် ရှမ်းပြည်တောင်ပိုင်းစိတ်လှရှားနေရတော့အရင်ပဲရှမ်းပြည်ရဲ့တောင်နန်းရှမ်းပြည်အလှတွေရောမတွေ့တာကြားလိုက်ညီတော့သွားလို့ရှိရင်ကားနဲ့ပဲသွားနေကြတယ်အခုကျတော့ကိုယ်တိုင်စပိန်နေပြီးတော့သွားရတော့မှဆိုတော့ပျော်တယ်အရင်နေစိတ်လှရှားနေဟေး တော့နေလိုက်တယ်နော် မေတ္တာသဘောဆိုတာရဲ့ဒီတိုင်းလေး ဟုတ်တယ်ရွာနိုင်တယ်နော်စီးရတယ်စီးတန်ကားသူဈေးရှိရလို့ပြောတယ်နားမှာလည်းရှိမှာနော်ပြီးလို့ကောင်းလား ဒီရန်နေစံမြနဲ့စိတ်စင်ရိုင်းမှုမြင်တကယ်မြင်ကြရတဲ့အဖြ
မတက်တိလေးဘယ်လောက်လဲဗျတောင်ပဲလေဟုတ်စပိန်နဲ့ပဲလားဟုတ်ခုစားလို့ရတယ် ခုစားလို့ရနော်ဖះငါးစုကြော်ပြရနဲ့လမ်းကလေးတွေကုကွေကောက်ကောက်နဲ့တောင်တက်လမ်းတွေစတင်ရပါတယ်။အညာမြေလွင်မြင်ကနေရှမ်းရုံးမတောင်တန်းကြီးရဲ့အစပြုရာတောင်ဆွဲတောင်ကုန်းတွေကိုစတင်မြင်တွေ့လာရပါတယ်။ တလီလာဆက်ဖီရိုက်မယ်အိုးတောင်တန်းတွေပေါ်ရောက်လာပါပြီတောင်တန်းတွေပေါ်ရောက်လာပြီဆိုပေမဲ့ကျွတ်တက်စုံအကျော်မှာတော့လမ်းပြင်နေတာတွေရှိတာကြောင့်ဖုန်ရှူပြီးတော့တောင်တက်ခဲ့ရပါတယ်စားပြီးသွားပြီလားအိမ်မှာတယောက်တည်းပြင်းနေလားအဲ့ဒါလေးရင်းမာပင်မြို့မှာကျွန်တော်တို့နေ့လည်စာစားခဲ့ကြပါတယ်။ဘိုက်မစားသေးပေမဲ့အညာမြေရဲ့ထမင်းနဲ့ဟင်းကိုစားလိုက်ချင်တာကြောင့်နေ့လည်စာကိုစောစောစားခဲ့ကြပါတယ်။ငပိတူစရာအစုံမကြီးရွက်အချင်းဟင်းအရန်ဟင်းလေးတွေဖွယ်ဖွယ်ရာနဲ့ထမင်းမိန်လာပါတယ်ဗျာ။တရားခွေဟောတရားခွေထားတယ်တရားခွေအာကျွန်တော်တရားခွေဆိုတော့နားမလည်ဘူးနဲ့အမြင်ပြောလိုက်ရဒေတာရွာသာရွာဦးကြောင့်မထိုနီးနာမှာအလုံးဒီစိတ်လဲရှေ့နေတာရှေ့နေကြာဝါရောင်ကြုံကြတင်ဆန်းလန်းစွာဥတင်ကရိပ်ရောင်ရည်တဲ့ရှက်ပြပုံစံဈေးတယ်ကြီးတောက်တဲ့တာပြောကောင်းအရင်ပြောကောင်းတာပဲရိပ်ရောင်ရည်တဲ့ရှက်ပြပုံဆွဲပထိုးမြတ်ပေါ်လူဝေစင်မှာကြိုးပြိုမေးပေါ်ဆွေးတာရွှေလုံးနေဦးနေပြီးရောရံမယာအရှိမမြင်နေရတဲ့တောင်တန်းကြီးတွေကတော့အညာမြေနဲ့ရှမ်းကုန်းပြင်မြင့်ကိုပိုင်းခြားပေးထားတဲ့တောင်တန်းကြီးတွေဖြစ်ပါတယ်။မိုးတွေရွာတဲ့အခါမြူတွေဆိုင်းတဲ့အခါမှာဆိုဒီတောင်တန်းကြီးတွေဟာညိုမိုင်းအုံဆိုင်နေတတ်ပါတယ်။မင်္ဂလာပါချစ်စရာလေးစပိန်လေးနဲ့ငယ်ချင်းချစ်တယ်ချစ်တယ်
စ်တယ်ချစ်တာပဲတလေးအထုချွတ်ဒီမှာပူတော့တက်တာပါBye bye. နည်းနည်းစိတ်ရင်တော့အခုစားလို့ရပြီလားကို။ရတယ်။ဟုတ်ကဲ့ဟုတ် ရေးစီးပြီးခဏပြေး ။တလုံးငန်းလို့ပြောတာ။ခဏနားမယ်နော်မ။ဟုတ်ပေါ့ပါသွားပြီလားမငါပြောသေးရရောင်းတာလားမဩတလုံးလားတလုံးစားမယ်နော်မဟုတ်ကျေးဇူးပါတလေးကိုလည်းလေးကိုထိပြီးတော့အားသွင်းပေးပါဦးenergy လိုအပ်နေပြီအမလေးပြေးသွားပါပြီခင်ဗျာအိမ်လုံးခုနကောင်လေးတဲ့ဘာပြောနေရလဲငါပါဟီ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 အော်စတယ်ပါโอเคโอเคဒါလည်းစားတက်ခဲ့ အဲ့ဒါမှမင်းဟိုအရောင်တဲ့ဝက်ပြူလေးရောင်တဲ့ အိုး မြည်ရခုရှိတယ်အဲ့ဒါ အဲ့ကနေကြည့်လိုက်ရင်ဒီ view မျိုးဒီရောင်မြင် အိုး view မြင် ခုရှမ်းပြည်နေကြဆိုင်ဖို့ရောက်လာပြီနော်ခန်းစားချက်တွေပြပြအောင် ဖမလီမန္တလေးတိုင်ရတောင်းနေအောင်ဒီလောက်တက်လာတာဟိုးမရှမ်းမီတောင်းတဲ့နေကိုမြင်နေရပြီဘလောက်တုံတက်ရအောင်ကလည်းမသိဘူးစီလူရှားနေရခြေထောက်တွေရောလက်တွေရောတကူလုံးလှုပ်ရှားနေပြီ ဟေးခီးဆက်ကြမယ်နော် သွားမယ် let's go အဲ့ဒါရောက်နေဆိုလာနှုတ်ဆက် ဖိုးရွေသောမမစီသွားလေ အများကြီးပဲဟိုမှာတစ်လုံးအများကြီးပဲရတယ်ဆမ်းမင်း မြေပြန့်ကနေရှမ်းပြည်နယ်ကိုကျွန်တော်တို့ဝင်ရောက်ခဲ့ကြပါပြီ။တောင်ပေါ်ဒေသရဲ့နီရဲနေတဲ့မြေတွေကိုစမြင်လာရပြီ။တောင်ကျချောင်းကလေးတွေလမ်းတစ်ဖက်မှာအလေးကြားပေါက်နေတဲ့ပန်းပွင့်လှလှကလေးတွေကိုမြင်လာရပါပြီ။အမအားကြီးလာပါလားမမအစင်နေလားဘာဖြစ်တယ်လဲအော်ချစ်လို့လုံးလို့မရတော့တလေးချစ်လို့လုံးလို့ရသေးလား သူကောင်းကအားဆိုင်လာနေပြီ အားမကိုလည်းခိုင်းနာနေရ ရလို့တောင်းပါတောင်းရောက်တော့ဗီဒီယိုတော့မရိုက်နိုင်တော့
လန်တလျှောက်အမိုးပြေရတဲ့အရာတွေထဲမှာပန်းကလေးတွေတောတောင်ရေမြေတွေအပြင်တောင်ပေါ်ဒေသကခွေးကလေးတွေလည်းပါပါတယ်ဗျာအမွေးဆုပ်ဖွားမျက်နှာချူချူကလေးတွေနဲ့ဖော်ရွေးပြီးအမြဲကြိုးဆိုကြပါတယ် နေကောင်းညလားချောလိုက်တာဗျာတို့နာမည်ရှိလားနာမည်ရှိလားဘယ်လိုခေါ်လဲစာကဲနဲ့မဲလို့အမလီတမ်းပြီလားအော်လားဟယ်လိုဦးရလာပြီမတိညာမလည်းမတိပြောလိုက်တာပြောလိုက်တယ်အော်လဲပြင်မဲပြောတပုတ်ရချင်တယ်ဘယ်သားကြောင့်မလို့လဲအဲ့တဲ့ရောက်နေတယ်ဆိုပြီးတော့တောင်မော်သားတွေပါ ဟယ်လိုမကားလာနေမမီလိုက်လာ တောင်နေဟိုပေါ်စီနေကြည့်နေမလေးတလေးရယ်ကိုဘရိုဘွားတက်လန်းနေကြီးပဲတလေးရယ်ရှေ့မှာတက်လန်းနေကြီးပဲတလေးရယ်တက်လန်းနေမြင်နေရတယ်ကိုဘွားတက်လန်းနေမြင်လာတယ်ဟိုမှာဟိုကြည့်လားချစ်ကလေးမောရပြီလားချစ်ကလေးဒီနေကုန်နေတောင်မောင်ငပြောသည် ချိုးရအောင်ကောင်းမွန်စွာငပြောသည်ညတက်များစွာဟောတယ်လေဟိုဘက်မှာမိုးရွာနေရောမိုးရွာနေရလား ဟိုးအနောက်ကတောင်တန်းကြီးတွေပေါ်မှာကွက်ကြားမိုးရွာနေတာကိုလမ်းမြင်ခဲ့ရပါတယ်အဲ့ဒီကွက်ကြားမိုးကကျွန်တော်တို့နောက်ကိုအမီလိုက်ပြီးကျွန်တော်တို့အပေါ်ကိုရွာချခဲ့ပါတယ်မိုးနောက်မှာမိုးလိုက်လာပြီတဲလေးဖြစ်တယ်များရွာနေရဲ့အတိတ်ပဲအတူတူရှင်ပန်းစားအညာကတက်လာတော့နေပူပူတောင်တန်းကြီးတွေပေါ်ရောက်တော့မိုးဆူဆူခြောက်လိုက်ဆိုးလိုက်နေပဲတောင်တန်းကြီးတွေကိုဆက်တက်ခဲ့ကြပါတယ်သွားပြီဟေး Oh my god ဒီအသီးလေးတွေကမြန်မာနိုင်ငံအနှံ့လေကြာပေါက်လေးရှိပြီးမာတာကိုတခွတ်နီပင်စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်ဒီဘက်မှာတော့ခူးစားမဲ့ကလေးတွေငှက်တွေမရှိကြဘူးထင်ပါရဲ့ဗျာမိုးအေးကလေးဖြန်းထားတဲ့မာတာကွတ်တီအေးကလေးတွေကိုပါဇက်အပြည့်ခူးစားခဲ့ကြပါသေးတယ်လဲလေရသေးလားโอเคလာအာတီးစားလိုက်တာရသွားပြီကြားတီးစားလိုက်တာအားရှိသွားပြီပီတီတဲ့ကိုနဲ့ဟိုးကတောင်ကြီးကိုဖြတ်ပြီးတော့စီးလာကြပင်းတော်လိုက်တာတဲလေး
သွားတယ်။မကြီးရမ်းစား တမန် ။တယ်လီစိတ်မချောအားမချောနဲ့နော်။ရောက်တော့မယ်။လုံးဝပဲ မရှောဘူးအရှင်ရောက်တမန် ။အမပက်ချန် lucky money ဦးမလေး ဘယ်လောက်လဲ 900ကျေတော်မှုတော့မရ ။ရဘူး1000ပဲစိုက်ရမှာ။ကိုတယ်လီပြန်မနေပြီလား မန်းနေ ။ပြန်မနေပြီ။ဟိုအတက်ကြီးကိုလည်းကြည့်ကြပါဦး။အိုးတယ်လီပီတီရေအတန်ထွက်တိုင်းသေးလား ဘာလိုက်နော် တယ်လီ fighting တယ်လီရောက်တော့မယ်နော်အားမလျှော့နဲ့လား ဘာပြောလဲ fighting ကိုကို ရမ်းပြိုင်းနေ တနာမှုထနိုင်တော့ပြိုင်းနေ ဆင်းလေးကိုမျိုးလိုက်ရတာဆင်းလေး တက်ခဲ့တာတော်တော်ကြာခုမှဆင်းလာမြင်ရတာကလေးတွေ့တာမှန်တယ်66 90ကျော်လောက်ရောက်ပြီဆိုတော့ကိုကြီး ကိုယ်တမ်းမထွက်နိုင်ဘူး fighting နော် ကိုဒီမှာပဲထားခဲ့လိုက်တော့တယ် အဲ့လိုရအောင်လေ ဟို အားမိုင်းနဲ့လို့ ကလောရောက်ဖို့ဘယ်နှမိုင်ပဲလို့တော့လဲ 9မိုင်း 9မိုင်ပဲလို့ပါတော့တယ်ကလောရောက်ဖို့ အားတက်သွားပြီရမ်းမယ် အတက်သွားပါပြီဂုံးတက်လေးလည်းအများကြီးမရှိတော့ပါဘူးစားကြလားဟောတောင်တက်ရအောင်မလားအားကိုရှိသွားပဲတပြောလား မိုးချုံတော့မယ်နေပူကောင်ကောင်ရက်နေမိုးချုပ်တဲ့ထိတက်နေရတော့လာမကြည့်လေးယူအမပြီးချင်fighting ရောက်တော့မယ် တောင်တန်းကြီးတွေကြောင့်ရောလီဖီအားအပြောင်းလဲကြောင့်ရောကျွန်တော်တို့တခါမှမပင်ပန်းမှုတဲ့ပင်ပန်းနှွမ်းနယ်မှုမျိုးကြုံရပါတယ်ခြေထောက်နှစ်ဖက်ဟာစပိတ်ချီနေများကလေးကိုတပတ်လဲအောင်တောင်နင်းမှုမကြွနိုင်တော့ပါဘူး လာလေးထွက်လာပြီ ငါဒီနေရာမှာပဲလဲအိတ်ချပစ်လိုက်တော့မယ်ဆိုတဲ့စိတ်တွေပဲရှိပါတော့တယ် တယ်လီမှာမီလေးတွေမိတ်တုံးနဲ့ကလောလား Thank you ဒီချမ်းလိုက်တဲ့ကလောလေးချစ်စရာမျိုးလေး ဆရာမလေးတော့ရောက်လာပြီမင်းရတော့နာရီပါစီကိုရိုက်ကြမြင်ရတယ် Welcome to Glow slime လေးနဲ့ Glow ရောက်ပါပြီ ပင်ပန်းနာတွေကိုဖြေရောဖို့ချစ်သူရဲ့ခန္ဓာကိုယ်ကလေးကိုကျွန်တော်တင်းကျပ်စွာပွေဖက်ထားခဲ့ပါတယ်ကလောရဲ့အေးစိတ်စိတ်ရာသီဥတုကလေးနဲ့ချစ်သူရဲ့ခန္ဓာကိုယ်အနှွေးဓာတ်လေးကြောင့်တနေ့လုံးခြေကုန်လက်ပန်းကျခဲ့ရသမျှဟာဘယ်ရောက်သွားမှမသိတော့ပါဘူးဗျာတနေ့ကုန်နေပူလိုက်မိုးရွာလိုက်နဲ့တက်လာခဲ့တဲ့ရှမ်းတောင်တန်းကြီးတွေဟာအခုဆိုရင်ကျွန်တော်တို့ရဲ့ခြေပွားအောက်မှာရောက်နေခဲ့ပါပြီဟုတ်ပါတယ်ကျွန်တော်တို့ကလောမြေကိုစပိန်လေးနဲ့ရောက်လာခဲ့ပါပြီ Wow ဒါတော့ Glow မျိုးဖြစ်ပါတယ် Oh my god ရောက်လာပြီ ကလောမျိုးရဲ့ညာခင်လေးဟာချမ်းစိမ့်စိမ့်နဲ့ရင်ခုန်စရာခံစားမှုအပြည့်ပါပဲအမိုးချွန်ချွန်တဲ့အိမ်ကလေးတွေရှိတယ်တဲကိုရိုမန်တစ်ဆန်တဲ့မီးအောင်အဝါကလေးတွေထွန်းထားကြတယ်လမ်းမထက်ကလေတူထဲမှာထင်းရှူးရနံ့တွေမိုးဆွတ်ထားတဲ့မြေနီရနံ့တင်းတင်းတွေဆွတ်ပြန့်နေတယ်ဟိုးအဝေးကလာတဲ့တောပန်းရနံ့တွေလည်းပြန့်လွင်နေလေရဲ့ကလောဟာနုညံ့သိမ်မွေတယ်စိတ်ကူးရင်ဆန်တယ်ရင်ခုန်ကြည်နူးစရာကောင်းတယ် တယ်လီလာကိုဘီယိုလာ လူဘဝဟာအမတ်တရတွေမညံလေးတွေနဲ့တိဆောက်ထားတာတဲ့အခြေ
အဲ့ဒီအမတ်တရားနဲ့မညံကလေးတွေမရှိတော့ရင်ကိုတို့ဘာအတွက်အသက်ဆက်ရှင်နေကြအောင်မလဲကိုတို့ဘဝရဲ့နောက်ဆုံးအချိန်တွေအထိဒေစီဆိုတဲ့ဘန်းနာမယ်ကလေးကိုအမှတ်ရနေမယ်မိုးကြိုပန်းကင်းကြီးထဲမှာကိုတို့နှစ်ယောက်အတူကခဲ့ကြတာကိုအမှတ်ရနေမယ်အပူပင်တွေမရှိဘဲပျော်ခဲ့ကြတဲ့ကလေးဘဝကအမတ်တရားတွေကိုလည်းအမှတ်ရနေခြင်းနဲ့တောင်တန်းကြီးတွေကိုကြော်ဖြတ်ပြီးကလိုးမျိုးလေးမှာစပိန်အတူစီးခဲ့ကြတဲ့ဒီညလေးကိုလည်းအမှတ်ရနေမယ်